က်ခါမစင်စားပါနဲ့တခါတော့ကဟောပြောပွဲတစ်ခုမှာပညာရှိဟောပြောသူတယောက်ကအလွန်ရရတဲ့ဟာသားတစ်ခုကိုပြောလိုက်ပါတယ်လူတွေကလည်းဝလုံးခွဲရကြတာပေါ့မကြခင်မှာတော့အဲ့ဒီဟာသားကိုပဲနောက်ထပ်တစ်ကြိမ်ထပ်ပြောပြလိုက်ပါတယ်ဒီတစ်ကြိမ်မှာတော့လူနည်းနည်းပဲရပါတော့တယ်တအားလောင်နေတော့နောက်ထပ်တစ်ကြိမ်အဲ့ဒီဟာသားကိုပဲပြန်ပြောပါတယ်ဒီတစ်ကြိမ်မှာတော့ဘယ်သူမှရေမဲ့သူမရှိတော့ပါဘူးအဲ့ဒီအချိန်ကျမှဟောပြောသူကပြုံးပြီးပြောပါတယ်ဟာသားတစ်ခုကိုခမရတို့ထက်ခါမရေကြဘူးမဟုတ်လားဒါဆိုပါလို့ခမရတို့အားလုံးအကြောင်းအရာတစ်ခုတည်းကြောင့်ပဲခဏဝမ်းနေကြတာလဲဆိုပြီးပြောလိုက်ပါတယ်ဘဝမှာဝမ်းသာစရာတွေလည်းရှိမယ်ဝမ်းနည်းစရာတွေလည်းရှိမယ်ဒါပေမဲ့ဘာတွေပဲဖြစ်နေပါစေဘယ်ရာမှမတည်မြဲပါဘူးဟာသားတစ်ခုကိုထက်ခါမရေကြသလိုစိတ်ညစ်စရာဒါမှမဟုတ်ဝမ်းနည်းစရာတစ်ခုကိုလည်းထက်ခါမတွေးပါနဲ့ထက်ခါမခံစားပါနဲ့ဘဝမှာစိတ်ညစ်စရာဖြစ်ဝမ်းနည်းစရာဖြစ်ကြုံလာတဲ့အခါတစ်ခါလောက်တော့ခံစားလိုက်ပါပြီးရင်တော့မေ့ပြလိုက်ပါ